မင်္ဂလာပါကျွန်တော်က Atomy ရဲ့ CEO ဖွဲ့တဲ့ Yongsun Yu ပါဟီမိုဟင်ကိုခံအတုစေတဲ့လှုပ်ဆောင်ချက်တွေကိုအားလုံးထိကြမှာပါထို့ပြင်ဟီမိုဟင်ဟာမောပန်းနွမ်းနေမှုပြန်လဲတက်တာစီတဲ့လှုပ်ဆောင်ချက်အတွက်လည်းအတိအမှတ်ပြုခံထားရပါတယ်အမိုဟင်ကတကယ်ကိုအန်တော်ဝေကောင်းမမန်အရာနှစ်ခုလုံးကိုတပြိုင်နက်တည်းကင်တွယ်နိုင်ခဲ့တာပါကိုခါနဲ့မောပန်းနွမ်းနေမှုမြစ်ဟီမိုဟင်ဟာမိုပိုင်ခွင့်22ခုနဲ့တူတေတာနာစာရန်35ခုရှိပါတယ်ဒီကွေပေါ့ရေမျိုးစားထဲမှာနံပါတ်3ထုတ်ကုန်ပါပဲအများစုကဒီအချက်ကိုသိကြမှာပါဒါပေမဲ့ဟီမိုဟင်ကိုတမ်ပူရာထက်ပုံမရောင်းချနိုင်တာသိကြပါသလားအမိုဟင်ကအလိုအမင်းအတိုင်ယူနေပါတယ်စုစုပေါင်းရောင်းအားက2ဘီလီယံရှိပြီးနိုင်ငံ19နိုင်ငံကိုတင်ပို့နေတယ်လို့30ထူတွေကလည်းအဲ့ဒီပေါ်တဲ့နိုင်ငံတွေမှာပြန့်နှံ့နေပါတယ်ဒီကနေ့ဇွန်လမှာတန်ဇန်နီးယားကိုတွားခဲ့ပါတယ်အဲ့ဒီနိုင်ငံမှာကျွန်တော်တို့ရဲ့ရုံးခွင်မရှိပါဘူးWorld Christian Medical Association လို့ခေါ်တဲ့အစည်းအဝေးတစ်ခုကိုတက်ရောက်ခဲ့ပါတယ်အစည်းအဝေးမှာတော့မှဥရောပကဆရာဝန်တယောက်ဟီမိုဟင်ထုတ်လေကိုထုတ်ပြီးတောက်နေတာကိုတကယ်မြင်ခဲ့ရပါတယ်တကယ်လို့အန်တော်တော့ခဲ့လာတယ်အခုဘယ်မှလဲလို့မေးလိုက်ပါပဲသူကစမ်းသက်တောက်ကြည့်ပြီးကြိုက်လို့ပါလို့ပြောပါတယ်အားကြောင့်ခီးသွားစီမှာတောက်ဖို့ယူလာတာပါလို့ပြောပါတယ်အော်တကယ်လို့အန်တော်သွားဆရာပါစီတကယ်လို့မယုံနိုင်လောက်အောင်အန်တော်ဆရာပါပဲသူရတဲ့မှာဟီမိုဟင်ကိုစမ်းသက်တောက်ကြည့်ဖို့သူတွေကသာသူ့ရဲ့အကျိုးသက်ရောက်မှုအလုံးကိုတကယ်နားလည်နိုင်ကြပါတယ်ဟီမိုဟင်မကြောင်သူတဲ့တနက်စာတန်း35ဆောင်ရှိပြီမဲ့အခုအခါမှာအင်မြူနဲ့မောပန်းချင်းအတွက်တာအတိမပြုခင်ရထားပါတယ်ဒါတဲ့ပိုပြီးဟီမိုဟင်မှာအခြားအရာတွေရှိတယ်လို့ထင်မလားဟုတ်ပါတယ်ရှိပါတယ်ခွင့်ပြုမရတဲ့လူဆောင်ချက်တွေအများကြီးရှိတယ်လို့အထူးတော့ယုံကြည်စိတ်ချစွာမပြောနိုင်သေးပါဘူးတကယ်တော့သူတဲ့ဌာနစာတန်း35ဆောင်ရှိနေလို့ဟီမိုဟင်ရဲ့အခြားအကျိုးသက်ရောက်မှုတွေကိုဆက်လက်လစ်လာနေစေမှာအားလုံးသိကြသလိုဟီမိုဟင်ကအားကောင်းတဲ့ NK ဆဲကိုတိုးတက်စေပြီးစိုက်တိုကိုင်းလှုပ်ဆောင်ချက်တွေကိုမြင့်တက်ပေးတဲ့ immunocytes တွေကိုလည်းတိုးတက်စေပြီးကျွန်တော်ရဲ့ကိုခံအားစနစ်ကပြည်သူ့ကတုံးတက်ဖွဲ့ကိုဖန်တီးပေးပါတယ်ရှေ့တန်းစစ်သားတွေအလဲတန်းဆက်သွယ်သူတွေအာဖစ်စစ်သားတွေကိုခေါ်ဆောင်လာပေးတာနောက်မှလည်းစစ်သားအသစ်တွေကိုတင် जा ပေးတာပါဟီမိုဟင်မှာကိုခံအားစနစ်အတဲ့ပြေဆုံးတဲ့တုံးတက်အဖွဲ့ရှိပါတယ်ဒါဆိုမော်ဘိုင်းချီအတွက်လေလို့မော်ပန်းချင်းတက်လက်တူနေပါလေမော်ပန်းချီကိုတကယ်ပဲဖျက်ဖို့ဆိုတာလောက်ပါမလွယ်ပါဘူးမော်ပန်းချင်းကဘယ်တုံးတော့လိုက်လာနေတာပါတယ်ကျွန်တော်တို့ရဲ့ website မှာမှတ်ချက်တွေဖတ်ကြည့်ရလဲလူတွေကကျွန်တော်တားရဲ့မော်ပန်းချင်းတဲ့အလိုဖြစ်တယ်ကျွန်တော်တမီစာလေးလာတဲ့အခါအထောက်ကူဖြစ်တယ်လို့ရေးထားကြပါတယ်အရင်ကတော့အများတော့မော်ပန်းနေချက်ပြီးမဲ့အခုတော့တော်တော်လေးပိုကောင်းလာပါပြီဒါပြင်ဒီလိုတူညီတဲ့မှတ်ချက်တွေအများကြီးရှိပါတယ်တကယ်တော့ကျွန်တော်စေးတဲ့တို့ကြောင်းထားတော့ကတနေ့မှဖျားရှိခိုးပြီးပြန်လာတဲ့အခါညာဘက်အောက်ပိုင်းဘိုက်နာလာတယ်ဘာကြောင့်လဲမသိဘူးဒါနဲ့စာအုပ်တွေကိုရှာကြည့်လိုက်ပါတယ်နောက်ပြီး appendix ဆိုတာတကယ်ဘာလဲဆိုတာသိပါသလားဟုတ်ပါတယ်ကျွန်တော် appendix နာတာဖြစ်နေခဲ့ပါတယ်တကယ်တော့ဆေးပညာအရမှန်ကြတဲ့အမည်က acute appendicitis ပါပဲဒါနဲ့နောက်အခါမှာမချခင်ဖွေရတော့မယ်အကြီးတယောက်စီသွားပြီးဒီနေရာနားရဲလို့ပြောလိုက်ပါတယ်သူကလည်းသူ့မဆုတွေကိုကြည့်ပြီး appendicitis ဖြစ်နိုင်တယ်လို့ပြောလိုက်ပါတယ်ဒီကအရေးကိုစိတ်ခန်းကိုတွားလိုက်ပါလို့ပြောလို့ကျွန်တော်လည်းတွားလိုက်ပါတယ်ဆရာဝန်တွေကိုဒီနေရာနာတယ်လို့ပြောလိုက်တော့သူတို့အားလုံးက appendix နာတာပဲဖြစ်နိုင်တယ်ခွဲစိတ်ကူးကြမယ်လို့ပြောကြပါတယ်ကျွန်တော်မိဘတွေကချန်ကျူးမှနေကြလို့နောက်ထပ်ပြန်လဲတန်ဆွမ်းကြီးအကွယ်မိဘတွေကနေအကူအညီရဖို့ခက်ခဲမှာပါဒါနဲ့ဆရာဝန်တွေကိုအင်္ဂါနာကိုပြန်သွားချင်းတယ်လို့ပြောလိုက်ပါတယ်သူတို့ကလည်းတွားလို့ရတယ်လို့ပြောပါတယ်ဒါနဲ့မနေ့တနာဒီလုံးမှာတက္ကစီတစ်စီးစီးပြီးချန်စုကဆေးရုံတစ်ခုကိုတွားလိုက်ပါတယ်ထွက်ခွာမဲ့အချိန်မှာကျွန်တော်မိခင်ကိုဖုန်းခေါ်ပြီးမေမေဟုတ်လားလို့ပြောလိုက်ပါတယ်အခုတင်တင်ချင်းချန်ချုကို appendix ခွဲစိတ်ဖို့တွားတော့မယ်မေဒါနဲ့မိခင်ကအဲ့ဒါလားလို့ပြောပါတယ်ဟုတ်တယ်ဒါဆိုရင်တော့မသိပဲဒါနဲ့ဖုန်းကိုချလိုက်ပါတယ်အမေတကယ်ထူးဆန်းလာတယ်တနည်းနည်းနဲ့တက္ကစီတစ်စီးစီးလိုက်ပါတယ်ဆေးရုံရောက်တဲ့အခါမှာလည်းမိခင်ကနောက်တစ်ချိန်ဖုန်းခေါ်လိုက်ပါတယ်မေ hello အခုဆေးရုံရောက်ပြီးတက်ရောက်ကိုတော့ဖူလို့နေပြီနောက်တစ်ချိန်လည်းမိခင်က okay ဒါဆိုတော့မတွေ့မယ်လို့ပါပဲဘာဖြစ်နေလဲဆိုတာမသိဘူးအရာအလုံးထူးဆန်းလို့နောက်တစ်ချိန်မိခင်ကိုဖုန်းခေါ်လိုက်ကောနဲ့မေ hello ခွဲစိတ်ဖို့လို့နေပြီမနေ့ခင်မှာ appendix ခွဲစိတ်မှာပါတစ်ဖက်ကမမျော်လင့်ပဲမိခင်ကကျွန်မပြောပြပြီးသားလေလို့ပြောလိုက်ပါတယ်မင်းကလည်းတစ်ခါလေးမနာလို့ဘာကြောင့်နှုံခေါ်နေတာလဲလို့ပြောလိုက်ပါတယ်ပြီးတော့သူမကကျွန်တော်ကိုဖုန်းထက်လိုက်တယ်အဲ့ဒီအချိန်မှာကျွန်တော်တွေးလိုက်တယ်ဘာတွေဖြစ်နေတာလဲဒါဘာလဲ
ကျွန်တော်သူမကိုတရားရခိုင်နှုန်းနားလဲပါပဲအမေကသူ့ဘာသာသူကြောင်းမီသွေးတုံးတဲ့ရောက်ပြီးနေတိုင်းကြောင်းမီသွေးတုံးထုံးထောင်တန့်ရှင်ရေးလုပ်တယ်ဟုတ်ကဲ့ဒါကြောင့်သူမဟာโอเคတုံးထောင်ကိုတန့်ရှင်ရေးလုပ်ဖို့အဆက်မပြတ်အလုပ်လုပ်ခဲ့ရပါတယ်အဲဆိုကျွန်တော်နားလည်နိုင်မယ်လို့ထင်ပါတယ်ညနေကြီးကျွန်တော်ဖုံးဆက်တုံးကသူမတဝက်လောက်အပြည့်နေလောက်ပြီသူမရဲ့ကိုပိုင်သားလေးခရစ်စိတ်ကူတက်ကိုလိုတယ်လို့ပြောလိုက်တော့ဘာကြောင့်သူမကအဲ့ဒီလိုစကားပြောခဲ့တာလဲလို့ထင်ပါတယ်လေသူမကအလွန်ပင်ပန်းနေလို့ပါပင်ပန်းနေလို့မဟုတ်ဘူးဟီမိုဟင်ဆိုတာရဲနိုင်ခဲ့ရင်တော့အမေကโอเคဘယ်မှလဲလို့ပြောမယ်ထင်တယ်အခုတက်လာမယ်ဆိုပြီးအမေဒါပေမဲ့အမေကတကယ်ပင်ပန်းနေလာပဲဒါကြောင့်သူ့တခွဲစိတ်ကူတာဟူလို့တယ်ဆိုတာကြားလိုက်တော့သူ့မခံစားရတာကစိတ်ဆိုးတာနဲ့စိတ်မကောင်းတာပဲပင်ပန်းခြင်းကမိသားစုတွေကိုဖျက်ဆီးပစ်တတ်တယ်ပင်ပန်းခြင်းကမိခင်နဲ့တားချဆက်ဆံရေးကိုပါဖျက်ဆီးပစ်တတ်တယ်ပင်ပန်းခြင်းဆိုတာကိုယ်ထဲကိုမဝင်တဲ့ပါဘူးဒါကြောင့်ပဲဟီမိုဟင်းဆိုလားလူတွေအတွက်အရေးကြီးလောက်တဲ့လောက်ထင်နိုင်တာပါပင်ပန်းမှုကရေရှည်ဖြစ်လာတော့အချို့သောလက္ခဏာတွေကိုတတိထားမိလာပါလိမ့်မယ်အညာလဲပိုဆိုးလာတယ်လို့မိလျော်တက်လာပြီးထင်ရတယ်ဒီလိုလက္ခဏာတွေကိုခံစားရနိုင်တယ်ဒါလည်းပင်ပန်းမှုနဲ့ဆက်ဆက်နေပါတယ်နောက်တစ်ခုကအိတ်မပြောတာဒါလည်းပင်ပန်းမှုနဲ့ဆက်ဆက်ပြီးခေါင်းကိုက်တာမူးဝေဝေဖြစ်တာတွေလည်းပါဝင်ပါတယ်အစာမကြေဖြစ်တာလည်းပင်ပန်းမှုနဲ့ဆက်ဆက်နေပါတယ်ဒါလည်းပင်ပန်းမှုနဲ့ပဲဆက်ဆက်နေပါပဲအခြားလက္ခဏာတွေပါများစွာရှိပါတယ်လက်နဲ့ခြေထောက်မှာတင်းတိတ်တိတ်ဖြစ်တတ်သူရှိလားလက်နဲ့ခြေထောက်အေးတတ်သူရှိလားဒါတွေကလည်းပင်ပန်းမှုနဲ့ပဲဆက်ဆက်နေပါပဲစိတ်မရှိသွားတာမှတ်ညာနီးတာအိမ်မပြောတာအစာမကြေဖြစ်တာလက်ချီထောက်အေးတာတွေပါအနေအမှာနာကျင်နေသူတွေလည်းရှိပါတယ်ဒါကအကြောင်းကကျေးဇူးတင်ပါတယ် fibromyalgia လို့ခေါ်တဲ့အရာတစ်ခုကြောင့်ပါဒါကပင်ပန်းမှုနဲ့အလိုနီးစပ်နေပါတယ်မမီးရခတ်တာစိတ်မရှိသွားတာခေါင်းကိုက်တာလက်ချီထောက်အေးတာအစာမကြေထိတာဒါအပြင်စိတ်တော်လွယ်တာစိတ်ဆိုးလွယ်တာနေရှိရင်ကိုရီးယားမှာတော့ဒါကိုစိတ်ထိန်ထောမရတဲ့စိတ်တော်မူလို့ပြောကြပါတယ်အားဒီကတစ်ခုနဲ့တစ်ခုဆက်ဆက်နေကြတော့ပါတကယ်ပဲဆက်ဆက်နေကြပါတယ်အဲဆိုအကြောင်းရင်းတွေကဘာတွေလဲအကြောင်းရင်းတွေတကယ်တော်တော်များများရှိပါတယ်စိတ်ဖိစီးမှုလည်းပါဟဲ့ဗိုင်းရပ်စ်ကူးစက်မှုတစ်ခုကြောင့်ဖြစ်နိုင်တယ်လို့ကိုယ်ခံအားစနစ်ပျက်စီးသွားတဲ့အခါမှာလည်းဖြစ်နိုင်ပါတယ်ဟော်မွန်ချိုးဖောက်မှုကြောင့်လည်းဖြစ်နိုင်ပါတယ်နိုင်ဗီရပ်စ်စနစ်ကဓာတုဒီဆယ်လွတ်မြထီတာခါမှာလည်းဖြစ်တတ်ပါတယ်အမိမြင့်ကြောင့်စိတ်ထိန်ထားမရတဲ့စိတ်တုံမှုရှိတယ်လို့ထင်နေတော့အဲ့ဒါမှားပါပဲအမိမြင့်ကြောင့်စိတ်ထိန်ထားမရတဲ့စိတ်ထုံမှုမရှိပါဘူးတင်မန်နွမ်းတယ်မို့ကဟုတ်တယ်တင်းရောက်ကမကဘလုံးပဲစိတ်တူနေပါစေတနေ့ကိုနှစ်နာရီပဲအိပ်ဆက်ဖို့လိုအပ်သူတွေဟာဒေါသကိုမျိုးတိထားလို့မရပါဘူးဘာလို့လဲဆိုတော့ဒါဟာသူတို့အတွက်လုပ်လို့ရလို့ပါမင်းရဲ့လုံနိုင်ကိုင်းတိုင်းစွမ်းထက်ချော်လွန်တဲ့အရာတွေကိုလုပ်ရမှာမို့လို့မင်းပင်ပန်းနွမ်းတယ်နေမင်းတို့တော့ဟော်မုန်းမညီမျှမှုများတို့မဟုတ်အာယုံချောထုတ်လို့မှုများကြတော့အရာများနဲ့ပတ်သက်ပြီးကျွန်တော်တို့လှုပ်ဆောင်နိုင်စရာတိတ်မရှိပါဒါပေမဲ့ဒီလိုလို့ဖို့ပြောင်းလဲရမယ်လူနေမှုပုံစံအလျက်သေးတွေအမနိုင်ရှိပါပဲဒါပေမဲ့အဲ့ဒီမတိုင်ခင်ကပေါ်လာတဲ့တုံးခုဖြစ်တဲ့စိတ်ဖိစီးမှုယောဟဘောဝင်စင်းနဲ့ကိုခန်းစနစ်ဒီတုံးခုလုံးကိုဟီမိုဟင်ကကင်တွယ်ဖြည့်ဆင်းနိုင်ပါတယ်။ဘာကြောင့်လဲဟီမိုဟင်ရဲ့အဓိကပါဝင်ပစ္စည်းတွေကအန်ဂျယ်လီကာဂျီကတ်နဲ့ကိုနီဒီယန်တွေပါ။ဘိုင်အိုနီယာဂျပိုနီကာဒီတတိယပါဝင်ပစ္စည်းဖြစ်တယ်။ဒါကြောင့်သူတို့သုံးမျိုးလုံးအတွက်အန်ဂျယ်လီကာဂေကတ်နဲ့ကွန်နီဒီယမ်တို့ကစိတ်ဖိစီးမှုကတတ်တာစေပါတယ်။ကန်ဒီဒီယမ်ဒီကျတို့စိတ်ပိုက်ဆိုင်ရာဖိစီးမှုများကိုတတ်တာစေတယ်။ကန်ဒီဒီယမ်ဒီစိတ်ဖိစီးမှုကိုတတ်တာစေတယ်လို့အန်ဂျယ်လီကာဂီကတ်နဲ့ကန်ဒီဒီယမ်မျိုးလုံးမှာအောက်ဆီဂျင်ကုန်ရရှိပြီးဒါကကျွန်တော်တို့ခန္ဓာကိုယ်ထဲကအောက်ဆီဂျင်ရလိခဲတွေကိုဖယ်ရှားပေးနိုင်ပါတယ်။ဒါပြင်ကျွန်တော်တို့ခန္ဓာကိုယ်ထဲကတင်းမာမှုကိုလည်းတတ်တာစေပါတယ်။ဒါကြောင့်အန်ဂျယ်လီကာဂီကတ်နဲ့ကွန်နီဒီယမ်တို့ကစိတ်ဖိစီးမှုကိုတတ်တာစေတယ်ဆိုတာဒီလိုပါပဲ။特别ဟီမိုဟင်ကကျွန်တော်တို့ရဲ့ကိုယ်ခံအားစနစ်ကိုကူညီပေးနိုင်လို့ကိုယ်ခံအားစတွေမှာဖြစ်ပေါ်လာတဲ့ယောဂပိုးဝင်ခြင်းသို့မဟုတ်မူမမှန်မှုတွေကိုဖျက်လိုက်ဖြစ်တင်နိုင်ပါတယ်။ဆိုလိုဒီမှာဟီမိုဟန်တီနာရရှိပင်ပန်းနွမ်းနေမှုကိုအနိုင်ယူရတွင်အလို့ရေးကြည့်ပါသည်။အပကြောင့်ဆိုတော့လက်ကောင်းတီစိတ်ဖိစီးမှုယောဂပိုးဝင်ခြင်းနဲ့ကိုယ်ခံအားစနစ်၃မျိုးကိုကင်တွဲဖြည့်ရှင်းပြီးခင်းချုပ်ပေးသောကြောင့်ဖြစ်သည်။ COVID တဲ့ခါစီထားကတော့ကာလာတွင်မှာကျွန်တော်လူနာအများကြီးကိုကုသပေးခဲ့ပါတယ်။ COVID တဲ့ကစကိုကုသခံရပြီးနောက်မောပန်နွမ်းနယ်မှုကိုခန်းစားရသူများစွာရှိပါတယ်
အိုရီးယားမှာဆရာဝန်ဒီမှာဒီအတွက်အသုံးအနှုန်းတစ်ခုရှိပါတယ်သူတို့ကအစိုးလို့ခေါ်ကြတယ်ဟုတ်ပဲ COVID ကြားချက်စားလူနာတွေက COVID ပြီးနောက်ဒီလိုနောက်ဆက်တွဲအကျိုးသက်ရောက်မှုတွေရှိတယ်လို့ပြောတဲ့အခါကျွန်တော်တို့က COVID ကာလရှည်လို့ယောဂရှာဖွေတွေးရှိပြီးတင့်တော်တဲ့ကုသမှုကိုပေးပါတယ်အချိန်ကြာပြီးနောက်မှာတော့သူတို့ဘာကြောင့်ဒီလိုနောက်ဆက်တွဲအကျိုးသက်ရောက်မှုတွေခံစားရတာလဲဆိုတာစူးစမ်းစိတ်ဝင်စားလာပြီးဆောင်းပါအများကြီးကိုဖတ်ရှုလေ့လာခဲ့ပါတယ်ပြီးတော့စိတ်ဝင်စားစရာအချက်လက်တချို့ကိုတွေ့ရှိခဲ့ရတယ် Long COVID ခံစားရသောအများစုမှာ NK cell တွေလွတ်ဆောင်မှုမကောင်းမှုဆိုတာတွေ့ရပါတယ် NK cell တွေပါသူတို့ခံစားရတဲ့မောပန်းနွမ်းနေမှုပေါ်ဆိုးလေလေ NK cell လွတ်ဆောင်မှုကလည်းပေါ်မကောင်းလေလေဖြစ်နေပါလေဟီမိုဟင်းနဲ့ကိုခံအားစနစ်ထဲမှာပထမဆုံး activate လုပ်ပေးတာပါလေ NK cell တွေပါ NK cell တွေလားဒါကြောင့်မိသူမဆို COVID ဖိကစိုက်ကုသခရရင်တာမန်တော်လေးရှိတဲ့ဟီမိုဟင်းတမနာဖက်နစ်ဆက်တော့ဖို့အကြံပြုပါတယ် NK cell တွေကိုတက်ကြွစီခြင်းကြောင့်ကိုခန္ဓာမှာ COVID-19 နောက်ဆက်တွဲအကျိုးသက်ရောက်မှုတွေကိုရော့နေစေနိုင်ပါတယ်အထူးသဖြင့်မောဘန်တွင်နေမှုနဲ့ပတ်သက်တဲ့နောက်ဆက်တွဲအကျိုးသက်ရောက်မှုအားလုံးပါပဲနောက်တော့အရင်အန်တော်စရာပါပဲဒါပေမဲ့ဟီမိုဟင်းနဲ့ပတ်သက်တဲ့အချက်အလက်တွေကိုကြည့်လိုက်ရင်အားလုံးပဲတစ်ခုနဲ့တစ်ခုဆက်ဆက်နေတဲ့ဆိုတာမြင်ရမှာပါဆိုတက်ကတူကမောပန်နွမ်းနယ်မှုအပေါ်စံတမှုတစ်ခုပြုလုပ်ခဲ့ပါတယ်ပထမဆုံး FSS အညွန်းကိန်းနဲ့ဒုတိယမှာ MFI ပါ FSS အညွန်းကိန်းကအခြေခံအဖြစ်ဒီလောက်တာကြောင့်မောလို့ပါလို့ပြောတဲ့အခါမှာအသုံးပြုတာပါနောက်ထပ်မလုံနိုင်တော့ဘူးလို့ခန်းစားရအောင်နဲ့တခုကတော့ multi-dimensional fatigue inventory ဖြစ်ပြီးအယံမောလို့ပါလို့ခန်းစားရတာပါစတင်ဖို့တော့မလူနိုင်တော့ဘူးလို့ခန်းစားရပါတယ်ပထမတစ်ခုကတော့ဒီလောက်တာကြောင့်မောနေတယ်ဆိုတာပါနောက်တစ်ခုကတော့စတင်ဖို့တော့မောလို့နေပြီဆိုတာပါဒါကြောင့်သူတို့တွေကကိုနိုင်ရှင်ကြည့်ခဲ့ပါလေပုံမှန်အထက်နှစ်ခုတည်းကတစ်ခုတည်းတိုးတက်လာရင်တော့မောပနွန်းတယ်မှုတိုးတက်စေတယ်လို့ပြောကြပါတယ်ဒါပေမဲ့ဟီမိုဟင်ကနှစ်ခုလုံးကိုတိုးတက်စေခဲ့ပါတယ်နှစ်ခုလုံးမှာပဲနှစ်ခုလုံးမတိုးတက်စေလိုက်ဒီကိုနောက်ထပ်မလုပ်နိုင်တော့ကိုအကြမ်းမောနေပြီဒီကိုစတင်ဖို့တော့မောလို့နေပြီနှစ်ခုလုံးမှာတိုးတက်လာတာကိုတွေ့ရှိခဲ့ပါတယ်အညွန့်ကိန်းနှစ်ခုလုံးတိုးတက်လာခဲ့ပါတယ်နှစ်ခုလုံးမှာပဲနေမို့ဘလို့ဒီလိုလုပ်မှလဲဒါဟာဟီမိုဟင်ရဲ့ဟီမာတိုဖိုယေစစ်နဲ့ဆက်စပ်နေပါတယ်ဦးစီးသွေးကြောတွေကိုချက်သွင်းမိပြီးထွေးလေပတ်မှုကိုတိုးတက်စေပါတယ်ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ထဲမှာသွေးကြောတွေစုစုပေါင်း3,000 ကီလိုမီတာရှိပါတယ်ဒီလမ်းရှည်လျားတဲ့သွေးကြောတွေရှိပြီးအဲ့ဒီသွေးကြောတွေကိုချက်သွင်းပေးတဲ့သွေးလေပတ်မှုကအလွန်အမင်းတိုးတက်လာပါတယ်ဟီမိုဟင်ကမောပန်းနွမ်းနယ်မှုတိုးတက်စေဖို့အလွန်ထိရောက်တဲ့အကြောင်းရင်းကသွေးလေပတ်မှုတိုးလာတာကြောင့်ပါဒါကြောင့်မိသူမဆိုးအိမ်မက်တဲ့ပြက်ကလငါအလုပ်လုပ်မိရင်ဟီမိုဟင်ကိုအလုပ်မဆက်ခင်တောက်ဖို့အထူးအကြံပြုပါတယ်ဒါကိုလုံးမယ်ဆိုရင်တားရဲ့ဖုန်းခေါ်ဆိုမှုကိုပြုံးပြုံးနဲ့ဖြစ်နိုင်ပါလိမ့်မယ်ဘာမှလဲလို့ပြောနေပါလိမ့်နဲ့အခုတင်ရောက်မယ်လို့ပြောနိုင်ပါလိမ့်နဲ့အလုပ်ဆက်မယ်ဆိုရင်ဟီမိုဂျိုရင်းတောက်တာအရန်ကောင်းပါတယ်ကိုလက်လှုပ်ရှားရတဲ့အလုပ်တစ်ခုလုပ်မယ်ဆိုရင်လက်ကွင်းတွေမှာအလုပ်လုပ်ရင်ဟီမိုဟင်ကိုဥစွာတောက်ပါအလုပ်ပြီးမှတောက်ရင်ပြန်လဲတန်ဆွမ်းလာဖို့အချိန်ပိုကြာနိုင်ပါတယ်ဘတ်စကက်ဘောတန်ပွဲရှိရလဲဟီမိုဟင်ကိုဥစွာတောက်ပါဘောလုံးပြိုင်ပွဲရှိရင်လဲဟီမိုဟင်ကိုဥစွာတောက်ပါဒါကြောင့်အားလုံးအတွက်ကွာခြားမှုကြီးကြီးရှိလာပါလိမ့်မယ်အပြင်မဲ့မိုဘိုင်းနာလာတခုလေကအမြဲတမ်းအရေးကြီးကြောင်းပြောနေတဲ့ကိုခံအားလောက်ဆောင်ချက်အကြောင်းပြောကြမယ်ရိုးရှင်းစွာပြောရနေဆိုရင်တဘာဝကိုခံအားနဲ့ချိန်ညစ်ကိုခံအားဆိုပြီးနှစ်မျိုးရှိပါတယ်တဘာဝကိုခံအားကတော့ရန်သူဝင်လာတဲ့အခါအရှိတန်းစစ်သားတွေလိုအဓိကကာကွယ်ပေးတဲ့အရာပါချိန်ညစ်ကိုခံအားကတော့နောက်ကနေစစ်စင်ရဲတဲ့ပင်စင်နေတဲ့ကလားထိုင်ဆဲတွေပါဒီဟာကိုပထမဆုံးထရုပ်ပို့တဲ့ဒီဟာလာရမို့ဒီဟာလာဒီလက်နက်ကတော့ဘယ်လိုလဲချိန်ညစ်ကိုခံအားတော့ဖက်စစ်တပ်ကိုဖက်စစ်ပွဲမှာအတုံးချင်ဖို့ထီအောင်မလဲဆိုတာအချိန်ကြာကြာစဉ်းစားတတ်ပါတယ်ဒါကြောင့်ကိုခံအားစမြတ်တဲ့ထီရောက်တယ်လို့ပြောချင်ရင်နှစ်မျိုးလုံးကိုတပြိုင်နက်တည်းလှုပ်ရှားစစ်ဖို့လိုပါတယ်အဘာဝကိုခံအားဆက်တွေနဲ့ချင်းညစ်ကိုခံအားဆက်တွေပါပဲဒီကိုရီးယားစစ်နဲ့နိုင်ငံကြည့်အောင်မောက်ကိုရီးယားစစ်သားတွေတောင်ဘက်ကိုဆင်းလာခဲ့တာမှန်းသိကြမယ်နော်အရှေ့တန်းစစ်သားတွေကတော့တော်စွာတိုက်ခိုက်ခဲ့ကြတယ်သူတို့က NK ဆဲမြေပါသူတို့ရဲ့အားလုံးနဲ့တိုက်ခိုက်ခဲ့ကြတယ်သူတို့တိုက်ပွဲဝင်နေချိန်မှာတော့ကျွန်တော်ရဲ့စစ်တပ်အမေရိကန်စစ်တပ်ကိုတလင်းပို့ခဲ့တယ်လက်ကူလာစမကလူကစစ်သားတွေကိုပြောလိုက်တယ်သူတို့မှမသိရင်မသိနိုင်တဲ့တန်းတွေရှိတယ်လို့သူတို့မှတန့်ရမ်းပဲအရှိတန်းကတခြားသူတွေကိုဒီတန်းတွေကြောင့်အနာရဖို့မထိနိုင်ဘူးလို့တရင်ပို့တယ်
ပြီးတော့စိုက်တိုင်းကဝင်လာပြီးအခြေအနေကိုတခြားသူတွေကိုဆက်သွယ်တယ်ဖစီတန်ကအကောင်းဆုံးစစ်တပ်ကိုခေါ်ဖို့အထက်တခြားသူတွေနဲ့ဆက်သွယ်တယ်အဲ့ဒီအဖြစ်ကြောင့်သူတို့ကတန်တွေကိုအနိုင်ယူဖို့လီယန်တွေနဲ့ဟယ်လီကော်ပတာတွေခေါ်လာတယ်နောက်ပိုင်းမှာတော့မြောက်အမေရိကစစ်တပ်နဲ့တိုက်ဖို့ပုံမအားကြီးတဲ့တန်တွေကိုလည်းခေါ်လာတယ်ဒါကြောင့်ကျွန်တော်တို့ကပြန်တိုက်ဖို့စတင်လိုက်ခဲ့တနေ့နဲ့တုံနဲ့စပွဲဖြစ်တဲ့နောက်မှာကျွန်တော်တို့ရဲ့စစ်သားအများကြီးဆုံးရှုံးသွားခဲ့တယ်ကျွန်တော်တို့အတွက်တိုက်ပွဲဝင်နိုင်မဲ့စစ်သားတွေမရှိတော့ဘူးနောက်ပတ်မှာတော့အစ်စ်လာတဲ့စစ်သားတွေကိုလေ့ကျင့်ပေးတဲ့တက်ချူတယ်သူတို့အားလုံးကိုတိုက်ပွဲဝင်ဖို့လေ့ကျင့်ပြီးသူတို့ရဲ့တာဝန်နေရာဒီမှာခဏတယ်ဒါကအခြေခံအဖြစ်ကိုခဏဆဲတွေကိုတက်ကြွစေတဲ့အတိုင်းပဲဖြစ်ပါတယ်ဒါဆိုရင်ဘယ်လိုလဲဆိုတာကိုခံအားစနစ်ကပြည့်စုံစွာတည်ရှိနေတယ်ပထမဆုံးရှေ့တန်းမှာတာဝန်ယူမဲ့စစ်သားတွေလိုအပ်တယ်ဒါကတော့ NK ဆဲတွေပါနောက်တစ်ခုကတော့တရင်အချက်လက်ကိုရွှဲပြောင်းပေးပြီးသင်တော်တဲ့စစ်တပ်တွေခေါ်လာပေးမဲ့စိုက်တိုကိုင်းတွေလည်းလိုအပ်တယ်ပြီးရင်အသက်လာတဲ့စစ်သားတွေကိုလေ့ကျင့်ပြီးတာဝန်နေရာမှာခေါ်သွားဖို့လိုအပ်တယ်ကိုခံအားဆဲတွေကိုတက်ကြွစေခြင်းဒီမော်ဟန်ကဒီအလုပ်သုံးခုကိုပြည့်စုံအောင်ပေါင်းစပ်နိုင်စွမ်းရှိပါတယ်ဒီလိုလုပ်နိုင်တဲ့ကြားမာရေး functional foods တခြားမရှိပါဘူးကိုခံအားစနစ်ထဲတာပထမတန်းဒုတိယတန်းနဲ့အဂျန်တက်တွေပါဝင်တဲ့ဒီလောက်ပြီးစံတဲ့ portfolio တစ်ခုလည်းမရှိပါဘူးအရင်ကပြောခဲ့သလို clinical test တွေက hemohim ကကိုခံအားဆက်တွေနဲ့လှုပ်ဆောင်ချက်တွေတိုးတက်စေဖို့အလွန်ထိရောက်တယ်ဆိုတာသိသိပြထားပါတယ်ဒါအပြင်စိတ်ဖိစီးမှုလည်းရောနေစေပါတယ်စိတ်ဖိစီးမှုအခုအထိကျွန်တော်တို့စမ်းသပ်မှုတိုင်းမှာပဲ hemohim ကစိတ်ဖိစီးမှုရောနေစေတယ်ဆိုတာအမြဲမြင်တွေ့ရပါတယ်စိတ်ဖိစီးမှုကိုနီလန်းနဲ့မျိုးနဲ့ကင်တွယ်နိုင်ပါတယ်ပထမဆုံးကစိတ်ပိုင်းဆိုင်ရာဖိစီးဖို့ဒုတိယအနေနဲ့တော့ကိုလက်အလုပ်ကြီးကြရင်ကိုယ်ထဲမှာအောက်ဆီဂျင်ရတိကယ်ရီထွက်လာပြီးမောပန်းစေပါတယ်ကိုခနာစနစ်လိုပဲဟီမိုဟင်မှာစိတ်ဖိစီးမှုနှမျိုးဟောကာကွယ်ပေးနိုင်ပါတယ်နှမျိုးလုံးပါပဲကော်နီဒီယမ်ကစိတ်ပိုင်းဆိုင်ရာဖိစီးမှုကိုကိုက်တွယ်ပေးပါတယ်ကိုလက်ဖက်စီးမှုကိုတော့အန်ဂျလီကာဂျီဂတ်နဲ့ကော်နီဒီယမ်နဲ့ကိုက်တွယ်နိုင်ပါတယ်ဒီပါဝင်ဖိစီးမျိုးကြောင့်ကိုထဲကစိတ်ဖိစီးမှုရော့နေစေတဲ့အတဟီမိုဟင်ကစိတ်ဖိစီးမှုရော့နေစေမှုမှာဘယ်လောက်ထိရောက်တယ်ဆိုတာကိုသိဖန်နီးကြတက်တယ်ပလန်နိုင်တဲ့အထိမကြစင်မှများအဝယ်နိုင်မယ်လို့မျှော်လင့်ပါတယ်ကိုခန္ဓာကလည်းအိမ်တန့်ရှင်ကြီးလိုပဲအမိုက်တွေထုတ်ခဲ့ပြီးပတ်ဝန်းကျင်ကိုတက်ကြွစေဖို့လိုပါတယ်မောပန်းမှုရော့နေရဲ့ကြောင့်လေဒီလိုပဲလုပ်ငန်းစဉ်တစ်ခုလုပ်ရပါတယ်ဒါကြောင့်ကျွန်တော်တို့အိမ်ကိုခိုးသူတွေဒါမှမဟုတ်လေပြင်းမှုပြင်းကြောင့်ပျက်စီးနိုင်ပါတယ်ကိုထဲမှာအန်ဒိုရဲကာကွယ်ပေးတာကတော့ကိုခံအားစနစ်ပါပဲမောပန်းမှုနဲ့ကိုခံအားစနစ်ဆိုတာနေ့စဉ်ဘဝကိုညီတူညီငှက်ဖြစ်အောင်ဥဆောင်ပေးတဲ့အဓိကအလုပ်လုပ်ပုံတစ်ခုပါပဲဒါဆိုဟီမိုဟင်ဒါကိုခန္ဓာကိုဘလောက်ထိညီတူညီမျှထားပေးနိုင်မလဲအရန်ခိရောက်ပါတယ်ဘာလို့လဲဆိုတော့မောပန်းမှုနဲ့ကိုခံအားနှစ်ခုလုံးကိုထိမ့်သိမ့်ပေးနိုင်လို့ပါအခုတော့အနစ်ချုပ်ပြောရရင်ဟီမိုဟင်ကကိုခံအားကိုပြည့်စုံစွာထိမ့်သိမ့်ပေးနိုင်တယ်လို့လူတိုင်းအမြဲကြုံတွေ့ရတဲ့မောပန်းမှုကိုပါကောင်းစွာကိုင်းတွယ်ပေးနိုင်ပါတယ်ဒါကြောင့်ဟီမိုဟင်နဲ့အတူမိတ်ဆွေတို့နဲ့ညာစွာတိုးသူတွေကညီတူညီမျှတဲ့ဘဝကိုယခုမှစပြီးဥဆောင်နိုင်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်ကိုခံအားတိုးစေပြီးမောပန်းမှုရောစေတဲ့ဟီမိုဟင်ပါဒီအချက်တစ်ချက်တည်းပဲဖြစ်ဖြစ်အတိုမီစိတ်ခွာရေးမှာပါဝင်နေတာကိုမိမိကိုယ်ကိုဂုဏ်ယူစရာလောက်ပါပဲဒါကြောင့်မိမိကိုယ်ကိုယုံကြည်ပြီးတုံယူစွာရပ်တည်လိုက်ပါနောက်ဆုံးထပ်ပြောချင်တဲ့တစ်ခုကတော့ကျွန်တော်အတော်မီလို့អော်လိုက်ရင်မိတ်ဆွေတို့ကဟီမိုဟင်ကိုပြန်អော်ပေးပါနော်အဲဆိုဆက်လိုက်ကြအောင်အတော်မီဟီမိုဟင်ဟုတ်ပါတယ်ကျေးဇူးတင်ပါတယ်